အိမ်မွေးတရိษံအဖြစ်မမွေးမြူတဲ့နဲ့တရိษံ၅မျိုးနံပါတ်1မိကြောင်ကိုအိမ်မွေးတရိษံအဖြစ်မွေးမြူခြင်းဟာအလွန်အန္တရာယ်များပြီးတာဝန်မဲ့ရာရောက်ပါတယ်သူတို့ဟာရက်မှုတတ်တဲ့အသားစားသတ္တဝါတွေဖြစ်ပြီးအလွန်ကြီးမားလာတတ်သလိုကျယ်ဝန်းတဲ့နေထိုင်ရာပတ်ဝန်းကျင်လိုအပ်ပါတယ်လူသားတွေအတွက်လည်းအသက်အန္တရာယ်ရှိတဲ့ချိန်ချောက်မှုတစ်ခုဖြစ်ပါတယ်နံပါတ်2ချင်ပန်စီမြောက်ချင်ပန်စီတွေကိုအိမ်မှာမွေးတာကမလုံခြုံပါဘူးသူတို့ဟာအလွန်တန်မာပြီးခံမရခက်သလိုရက်မှုလာတတ်ပါတယ်သူတို့ဟာအုပ်စုလိုက်နေထိုင်တဲ့သဘာဝရှိတာကြောင့်အိမ်တွင်းပတ်ဝန်းကျင်မှာမွေးမြူဖို့မဖြစ်နိုင်ပါဘူးနံပါတ်3မြေခွဲတွေဟာတောရိုင်းတရိษံတွေဖြစ်ပြီးခံမရခက်တဲ့အမဲလိုက်စိတ်အပြည့်ရှိကြပါတယ်သူတို့အတွက်တီးတန့်ဟစားကျယ်ဝန်းတဲ့နေရာနဲ့လူမှုဆက်ဆံရေးတွေလိုအပ်ပါတယ်နံပါတ်4ရေပွဲတွေဟာအတိညာအလွန်မြင့်များတဲ့သတ္တဝါတွေဖြစ်ပြီးကြီးမားတဲ့စားငံမြေကန်တွေလိုအပ်ပါတယ်သူတို့ဟာလွယ်ကူစွာထွက်ပြေးနိုင်ကြပြီးတက်တန်းတိုးတောင့်ပါတယ်ဒါအပြင်စိတ်ဖိစီးမှုဒဏ်မခံနိုင်သလိုရမ်းမှုတတ်တဲ့သဘာဝလည်းရှိပါတယ်နံပါတ်5ခရန်တွေဟာကျယ်ဝန်းတဲ့ရေပြင်းနဲ့ဂီယူဆိုင်မှုအမြဲလိုအပ်တဲ့တောရိုင်းတရိษံတွေဖြစ်ပါတယ်သူတို့ဟာကြွိုက်တယ်စူညိုင်းတယ်ပစ္စည်းတွေဖြက်စီးတတ်သလိုယောဂပိုးတွေလည်းတိုင်းဆောင်လာနိုင်ပါတယ်သူတို့ရဲ့စောင့်ကစားတတ်တဲ့သဘာဝကြောင့်အိမ်မွေးတရိษံဖြစ်မတင့်တော်သလိုထိမ့်သိမ့်ရလည်းအလွန်ခက်ခဲပါတယ်